ကြေးရွာမှာရှိတဲ့ဝင်းမနာကြေးရွာအနီးမှာရှိတဲ့ NUG ရဲ့ဌာနချုပ်ကိုတပ်မတော်ကဘုံကျဲရှင်းလင်းတဲ့အခြေအနေပါအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ channel မှာကြိုဆိုပါရစေနေ့စဉ်နိုင်ငံရေးစစ်ရေးသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်လို့ like and subscribe လေးလုပ်ပေးထားဖို့တောင်းဆိုပါရစေခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်တဲ့တင်ဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့စကိုင်းတိုင်းဒေသကြီးကဏီမြို့နယ်ဝင်းမနာဖြစ်စစ်ကနိုဝင်ဘာလ17ရက်နေ့နနက်9:00နာရီအချိန်ကမနေ့ကစကိုင်းတိုင်းဒေသကြီးကဏီမြို့နယ်ဝင်းမနာကြေးရွာအနီးမှာရှိတဲ့ NUG ရဲ့ဌာနချုပ်ကိုတပ်မတော်ကလေကြောင်းဘုံကျဲရှင်းလင်းမှုတွေပြုလုပ်ခဲ့ပါတယ်ဒီရွာကချင်းတွင်းမြစ်နဲ့ဆိုရင်ကျွန်တော်10မိုင်ခန့်ပတ်လည်အကွာမှာတည်ရှိပါတယ်သူရဲ့အနီးမှာတော့ကျုံးပင်အိုင်ဗရိစုမကြီးအုပ်စုကြေးရွာပေါ့ဗျာဒီကျွေးရွာနဲ့တဆက်ဆက်လည်းရှိပါတယ်ဒီ NUG အုပ်စုတွေကသူတို့တည်ရှိတဲ့ရွာသူတို့တည်ရှိတဲ့နေရာကအဲ့ဒီမှာကျွန်တော်တို့ရွာတွေအားလုံးကလူကြီးတော်တော်များပါတယ်ရွာကြီးတွေပါရေကန်မြေကန်ကောင်းပါတယ်တနည်းအားဖြင့်ကျွန်တော်တို့ကဏီမျိုးနဲ့ဆိုတိတ်မဝေးဘူးပေါ့ဗျာအဲ့ဒီနေရာမှာသူတို့အခြေချပြီးတော့သူတို့အမှကျွန်တော်လေ့ကျင့်ခွင့်တွေရှိတယ်သူတို့ရဲ့ကျွန်တော်တို့စစ်တမ်းအားတွေရှိတယ်ပြီးသူတို့ရဲ့ဆေးရုံဆေးခန်းတွေရှိတယ်တစုတစည်းပါအဓိကတော့အဲ့ဒီဒေသမှာသူတို့အာနာနီတိဆောက်တယ်အာနာနီတိဆောက်ပြီးတော့ပြည်သူလူထုရဲ့ရွာတွေကိုအလဲမှာပြည်သူလူထုရဲ့ရွာတွေဘေးမှာရံပြီးတော့သူတို့ကအဲ့ဒီရွာတွေအားလုံးရဲ့အလဲတက်မှာသူတို့ဆောက်ထားတာပါဒါမှသာလေကျွန်တော်ဒီမြေပြန်းနေစစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းတွေကိုသူတို့ဟန်တားနိုင်အောင်သတင်းရနိုင်အောင်ရွာတွေကိုရံပြီးမှသူတို့အလဲမှာသူတို့တိဆောက်ထားတဲ့နေရာပါအဲ့ဒီနေရာကိုတပ်မတော်ကဘုံကျဲရှင်းလင်းလိုက်ပါတယ်တပ်မတော်ရဲ့ဘုံကျဲရှင်းလင်းမှုကြောင့်ဒီမှာရှိတဲ့ NUG ဌာနချုပ်မှာရှိတဲ့သစ္စာပေါက်ကျမ်းမာရေးဝန်ထမ်းသစ္စာပေါက်ကျွန်တော်တို့ဆရာဝန်ချို့တည်ဆုံးခဲ့တယ်ထိခိုက်ဒဏ်ရာရတယ်အဲ့မှာရှိတဲ့ကျွန်တော်တို့ PDF ဖွဲ့ဝင်တွေ NUG စကိုင်းက NUG ခေါင်းကြီးပိုင်းတွေတည်သွားတယ်တော်တော်များများတည်သွားတယ်10နဲ့ချီပြီးတည်သွားတယ်40အထက်ထိခိုက်ဒဏ်ရာရရှိလို့သူတို့ဘက်ကဖော်ပြတာတွေ့ရပါတယ်ဒီကဏီမျိုးနဲ့ပတ်သက်ရင်ပြီးခဲ့တဲ့2024ခုနှစ်အတွင်းမှာကဏီမျိုးကိုအကြမ်းဖက်အုပ်စုတွေကဗတ်ပေါင်းစုံကနေဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်အဲ့ဒီမှာကျွန်တော်တို့ကွက်လေးပဲကျွန်တော်တို့မျိုးကိုတပ်မတော်ကထိချုံနိုင်ခဲ့ပါတယ်တပ်မတော်နဲ့ကျွန်တော်ပြည်သူစစ်တပ်ဖွဲ့ဝင်တွေကမျိုးကိုကွက်လေးပဲထိချုံနိုင်ခဲ့ပါတယ်အဝိုင်းမှာကျွန်တော်တို့ဒါမုံရွာနာမခါကနေပြီးတော့လေချောင်းနဲ့စစ်ကူတွေပို့တယ်ပို့ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်မျိုးကိုပြန်ပြီးထိချုံနိုင်ခဲ့တာဖြစ်ပါတယ်ကဏီမျိုးမှာတော့တိုက်ပွဲတွေကငြိမ်းနေပါတယ်ကဏီမျိုးရဲ့ကျွန်တော်လမ်းမဆက်သွယ်ရတော့အဓိကချင်းတွင်းမြို့ကိုပဲအသုံးပြုပြီးတော့ကျွန်တော်တို့တွာလာနေရတဲ့အနေအထားရှိပါတယ်လမ်းပိုင်းတွေအားလုံးကိုဒီစစ်သွေးကြောအုပ်စုတွေထိန်းချုပ်ထားစေဖြစ်ပါတယ်ဒါကျွန်တော်တို့ကဏီမျိုးရဲ့အခြေအနေပါဒီတဲ့ရုပ်ပြချုပ်ချင်တာကမနေ့ကနိုဝင်ဘာလ17ရက်နေ့နနက်9:00နာရီခန့်အချိန်က NUG အုပ်စုတွေရဲ့ဌာနချုပ်ဖြစ်တဲ့ကဏီမျိုးနဲ့ဝမနာကျွော်မှာရှိတဲ့ NUG ရဲ့ဌာနချုပ်ကိုတပ်မတော်ကဘုံကျဲရှင်းလိုက်ပါတယ်အဲ့ဒီဖြစ်စဉ်မှာ NUG ခေါင်းကြီးပိုင်းတွေသေးတယ်သစ္စာပေါက်လောက်ကောင်ဆရာအောင်တွေသေးတယ်သူတို့ရဲ့နောက်လိုက်ကျမ်းမာရေးဝန်ထမ်းချို့သေးပါတယ် PDF ဖွဲ့ဝင်တွေသေးပါတယ်ဒါကတော့မနေ့ကကျွန်တော်တပ်မတော်ကဘုံကျဲရှင်းလိုက်တဲ့အခြေအနေပါဒီကဏီမျိုးရဲ့နေရာအများစုကိုတော့အကြမ်းဖက်အုပ်စုတွေထိန်းချုပ်ထားစေဖြစ်ပါတယ်နောက်ထပ်သတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့တရုတ်အလို့ရှိတဲ့ကြားဖြန့်ဂိုင်းချုပ်ကိုထိုင်းအစိုးရကနေပြီးတော့တရုတ်အစိုးရထံလွှဲပြောင်းပေးခဲ့ပါတယ်လွှဲပြောင်းပေးတာကဒီကနေ့နိုဝင်ဘာလ12ရက်နေ့ညနေ4:20အချိန်ခန့်မှာလွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်ဒီသတင်းဖြစ်စဉ်ကိုတင်ပြပေးမှာဖြစ်ပါတယ်ထိုင်းမြန်မာနယ်စပ်ကင်းပြည်နယ်မြောက်ဝတီမြို့နယ်တကြောမှာရှိတဲ့တနည်းအားဖြင့် KNU နဲ့ဆော့ချစ်သူတို့ပါဝင်ပတ်သက်တဲ့ကြားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ဒီရဲ့ဂိုင်းကောင်းဆောင်လည်းဖြစ်ဒီအစာအုပ်တွေရဲ့ရင်းနှီးမြှုပ်နှံသူလည်းဖြစ်တဲ့ကြားဖြန့်ဂိုင်းကောင်းဆောင်ရှီကြီးကြံကိုထိုင်းအစိုးရကတရုတ်အစိုးရထံလွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်ဒီရှီကြီးကြံကရွှေကုတ်ကိုရထိုက်မြို့သစ်တည်ဆောင်တဲ့သူဖြစ်ပါတယ်အဲ့တော့ပြီးခဲ့တဲ့ကာလကစောချစ်သူတော်သူနဲ့ပတ်သက်ပြီးတော့ကျွန်တော်စူတောင်းပွဲတော်လုပ်ခဲ့ပါသေးတယ်အဲ့ဒီဓာတ်ပုံနဲ့ကျွန်တော် online မှာပြန့်ပါတယ်ဒီရှီကြီးကြံနဲ့ပတ်သက်ရင်သူကKNU နဲ့ပေါင်းပြီးတော့ကြားဖြတ်လုပ်ငန်းတွေလုပ်ကိုင်တယ်စောချစ်သူနဲ့ပေါင်းပြီးတော့ကျွန်တော်တို့ဒီလုပ်ငန်းတွေလုပ်ကိုင်တယ်တနည်းအားဖြင့်ကင်းလက်နက်ကိုင်ဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ကင်းလက်နက်ကိုင်ဖွဲ့ဆိုတဲ့မှာလက်နက်ကိုင်ကင်းလက်နက်ကိုင်အများစုအကုန်လုံးကပေါင်းပြီးတော့သူကဒီကြားဖြတ်လုပ်ငန်းရန်နေရာကိုလက်ပတ်တာဖြစ်ပါတယ်သူရဲ့ကြားဖြတ်လုပ်ငန်းရန်နေရာလက်ပတ်တဲ့နေရာကတောင်ရင်းမြစ်ကန်ဘေးတကြောမှာလုပ်ခဲ့တာဖြစ်ပါတယ်ဒီကြားဖြတ်ဂိုင်းကောင်းဆောင်ဖြစ်တဲ့ရှီကြီးကြံကိုကျွန်တော်တို့ဒီဘန်ကောက်မြို့မှာထိုင်းနိုင်ငံဘန်ကောက်မြို့မှာ2022ခုနှစ်ဩဂုတ်လအတွင်းကထိုင်းအစိုးရကနေပြီးတော့ထိုင်းအာဏာပိုင်တွေကဖမ်းဆီးခဲ့တာဖြစ်ပါတယ်သူကတရုတ်နိုင်ငံသားဖြစ်တယ်ပြီးတဲ့နောက်မှာသူကထွက်ပြေးပြီးတော့ကမ်ဘောဒီးယားမှာနေတယ်ကမ်ဘောဒီးယား passport ကိုင်တယ်ကိုင်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒီထိုင်းနိုင်ငံမှာနေတယ်ပြီးရင်ကျွန်တော်တို့ကရင်လက်နက်ကိုင်အဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ထိုင်းမြန်မာနယ်စပ်တကြောမြန်မာနိုင်ငံပိုင်နဲ့မြောက်ဝတီမြို့နယ်တကြောမှာသူကဒါဒီအစာအုပ်တွေစောက်တယ်ကြားဖြတ်ခိုင်းကိုကျွန်တော်တို့တီထောင်တာဖြစ်ပါတယ်လက်ရှိ
တရုတ်မြန်မာနယ်စပ်ကြောမှာရှိတဲ့ကြားဖြန့်ကိုင်းတွေကိုတရုတ်မြန်မာနှစ်နိုင်ငံအစိုးရချင်းပေါင်းပြီးတော့နှိမ်နှင်းလျက်ရှိသလိုပဲထိုင်းမြန်မာနယ်စပ်ကြောမှာရှိတဲ့ကြားဖြန့်ကိုင်းတွေကိုလည်းတရုတ်မြန်မာထိုင်းသုံးနိုင်ငံပေါင်းပြီးတော့နှိမ်နှင်းလျက်ရှိပါတယ်ဒီပုဂ္ဂိုလ်ကတနည်းအားဖြင့်ကျွန်တော်ဒီဂိုင်းကောင်းဆောင်ပေါ့ဒီကြားဖြန့်ဂိုင်းကောင်းဆောင်ကနိုင်ငံတကာရဲ့မီဒီယာတွေဖော်ပြချက်မှာဆိုရင်သူကကာစီနို website ပေါင်း239ခုထက်မနည်းကိုသူကတည်ထောင်ထားသူဖြစ်ပါတယ်တဲ့ပြီးရင်တရုတ်ယွမ်2985ဘီလီယံခန့်ကိုလိမ်လည်ထားတဲ့သူပေါ့ဗျာ2985ဘီလီယံခန့်ကိုလိမ်လည်ထားတဲ့သူဖြစ်ပါတယ်တဲ့တရုတ်ဆိုကတော့သူ့ကို online ငွေလိမ်လည်မှုလူကုန်ကူးမှုငွေကြေးခဝါချမှုအပါအဝင်ပြစ်မှုပေါင်းများစွာနဲ့အလိုရှိနေတဲ့သူဖြစ်ပါတယ်လက်ရှိတော့ကျွန်တော်တရုတ်ဆိုကတရုတ်မြန်မာနယ်စပ်ကြောမှာရှိတဲ့ဒါကြားဖြန့်ဂိုင်းကောင်းဆောင်တွေကိုတေးတန်းပေးတာတွေနှိရှေထောင်တန်းပေးတာတွေလက်ရှိလည်းကျွန်တော်ထောင်ထဲမှာထည့်ပြီးတော့တရားရင်ဆိုင်နေတဲ့အနေအထားတွေရှိပါတယ်ကြားဖြန့်အဖွဲ့ဝင်တွေပေါ့ဗျာအဲ့တော့တနည်းအားဖြင့်ကျွန်တော်ကြားဖြန့်ဂိုင်းတွေကတော့ညီကုန်းချုပ်သွားပြီဖြစ်ပါတယ်ကြားဖြန့်ဂိုင်းတွေညီကုန်းချုပ်သွားပြီဖြစ်ပါတယ်ကျွန်တော်တို့ကအငြင်းတမ်းပြောပါတယ်ခင်ဗျားတို့မတရားရယူတဲ့ငွေကြေးတွေကခင်ဗျားတို့ဘလောက်ပဲငွေကြေးတွေရှိခင်ဗျားတို့ဘဝတွေကဘာနဲ့တူလဲဆိုတော့တရိတ်ဆန်ယုံထဲမှာရှိတဲ့ချင်းသေးကြီးတွေတော်လေးလည်းမတော်ရဟိုလည်းမတော်ရဒီလည်းမတော်ရကောင်းကောင်းကျွေးတာရေးစားပြီးအခန်းကြီးလေးထဲမှာခင်ဗျားတို့ရင်မှုနေကြတဲ့သူတွေနဲ့တူပါတယ်တရိတ်ဆန်ယုံတွေကတရိတ်ဆန်တွေချင်းသေးတို့ကြားလို့ခင်ဗျားတို့ဘဝတွေတူပါတယ်တဘာဝကြီးကိုခင်ဗျားတို့မခံစားအောင်ခင်ဗျားတို့ဘက်မှာကမနက်ကင်းကလာကောင်းပြီဆိုအစားစားနေရင်မှုနေကြတာဘေးမှာကျွန်တော်တို့တပည့်တမန်အဆောက်အအုံတွေနေတော့တရက်ဖြတ်တန်းနေတာပေါ့ခင်ဗျားတို့ဘဝတွေငွေရှိတာဘာမှထူးခြားမှာလဲဗျာအဲ့တော့မတမာတဲ့ငွေရှိမတမာတဲ့ငွေနဲ့ခင်ဗျားတို့ကစီဝါဖြစ်လာမယ်မတရားတဲ့ငွေတွေနဲ့ခင်ဗျားတို့ကအင်ကြီးအင်ကောင်းတွေဝယ်မယ်ကားကောင်းစားကြီးတွေဝယ်မယ်ကောင်းပြီဆိုတဲ့နေရာမှာနေတော်လဲပဲဗုဒ္ဓဘာသာရဲ့သဘောအရခင်ဗျားတို့ကျမ်းမာရေးရဖြစ်စေလူငွေရှုထောင့်ရဖြစ်စေခင်ဗျားတို့ပြန်ပြီးတော့ကုန်ရတာပါပဲပြန်ပေးဆက်တာပါပဲလက်ရှိမှာဆက်ပြီးတော့ကျွန်တော်တစ်ဆက်တည်းတင်ပြပေးချင်တာကဒီထိုင်းမြန်မာနယ်စပ်ကြောမှာရှိတဲ့ကြားဖြတ်လုပ်ငန်းမှာပါဝင်တဲ့အဆောက်အဦတွေကိုနိုင်ငံတော်ကနေပြီးတော့ကျွန်တော်တို့လက်ရှိဖြိုချလျက်ရှိပါတယ်လက်ရှိမှာနိုင်ငံတော်ကနေပြီးတော့ကျွန်တော်တို့ KK ဘတ်နေမြေအတွင်းမှာရှိတဲ့ဇုံရီအတွင်းမှာရှိတဲ့အဆောက်အဦစုစုပေါင်း148လုံးရှိပြီးတော့အဲ့ဒီနေရာမှာ online လိမ်လည်မှုများ online လောင်းကစားမှုများနဲ့ဒုစရိုက်လုပ်ငန်းများထပ်မံပြီးတော့မလုံဆောင်နိုင်ရဲ့အတွက်အဆောက်အဦအလုံးကိုဖြိုချဖျက်ဆီးသွားမှာဖြစ်ပါတယ်တဲ့အဆောက်အဦ130လုံးကိုဖြိုချဖျက်ဆီးပြီးဖြစ်ပါတယ်တဲ့ကြန့်ရှိတဲ့အဆောက်အဦ925လုံးကိုလည်းဆက်လက်ပြီးတော့ဖြိုချသွားမှာဖြစ်ပါတယ်မြောက်ဝတီမြို့မေထော်တလေး KK ဘတ်နေမြေအတွင်းမှာရှိတဲ့ online လောင်းကစားမှုများ online လိမ်လည်မှုများနဲ့ဒုစရိုက်မှုများပြုလုပ်သည့်ဇုံ3ဇုံအတွင်းမှာရှိတဲ့အဆောက်အဦ635လုံးရှိကြောင်းသိရပါတယ်တဲ့ထို့ပြင်ဇုံ B အတွင်းမှာလည်းလူနေအဆောက်အဦ9လုံးနှစ်ထပ်လူနေအဆောက်အဦပထမကျွန်တော်ဒီတစ်ထပ်လူနေအဆောက်အဦ9လုံးနှစ်ထပ်လူနေအဆောက်အဦ29လုံးသုံးထပ်လူနေအဆောက်အဦ9လုံးစောက်လို့ဆဲ4ထပ်အဆောက်အဦ9လုံးစောက်လို့ဆဲ5ထပ်အဆောက်အဦ9လုံးကိုတောင်တစ်ထပ်တိုင်းအလုံး20စုစုပေါင်းကျွန်တော်တို့83လုံးရှိကြောင်းသိရပါတယ်အလားတူဇုံစီအတွင်းမှာလည်းတစ်ထပ်တိုက်လူနေအိမ်33လုံးနှစ်ထပ်လူနေအိမ်216လုံးသုံးထပ်လူနေအိမ်42လုံး4ထပ်လူနေအိမ်39လုံး5ထပ်လူနေအိမ်12လုံး6ထပ်လူနေအိမ်4လုံးဘတ်စကတ်ဘောကွင်းတစ်ကွင်းဆေးရုံ2လုံးနှစ်ထပ် SP စပါပေါ့စပါအဆောက်အုံ1လုံးတစ်ထပ်စပါအဆောက်အုံ1လုံးနှစ်ထပ်ဈေးဆိုင်တာ9လုံးနှစ်ထပ်စူပါမားကတ်1လုံးတစ်ထပ်စူပါမားကတ်1လုံး5ထပ်ဟိုတယ်1လုံး4ထပ်ဟိုတယ်1လုံးတစ်ထပ်ကိုတောင်35လုံးဆေးကန်း2ခန်းနှစ်ထပ်မှန်ဆောင်1လုံးနှစ်ထပ်ကလတ်တစ်ခုနှစ်ထပ် KTV 1လုံးနှစ်ထပ်တစ်ထပ်လူနေအိမ်တန်းရ5လုံးစုစုပေါင်း414လုံးရှိကြောင်းသိရပါတယ်တဲ့နောက်ထပ် KK ဘတ်နေမြေတွင်းရှိနေဆက်လမ်းကြောင်းများမှာတဆင့်တရားမဝင်ရောက်ပြီးတော့ online လောင်းကစားမှုများနဲ့ဒုစရိုက်မှုများကျူးလွန်ကြတဲ့ပြည်ပနိုင်ငံသား90ရာခိုင်နှုန်းအများ90ရာခိုင်နှုန်းရှိပြီးတော့ထိုင်းနိုင်ငံမှာတဆင့်နေဆက်ဖြတ်ကျော်ဝင်ရောက်လာခြင်းဖြစ်ပါတယ်တဲ့နော်အားလုံးကကျွန်တော်နေဆက်ဖြတ်ကျော်ဝင်ရောက်လာတာတနည်းအားဖြင့်အဲ့ဒီရန်တရားကြီးတွေမှာပါဝင်တဲ့နိုင်ငံသားတွေအားလုံးကမြန်မာနိုင်ငံရဲ့ကျွန်တော်တို့အပြည်ပြည်ဆိုင်ရာလေဆိပ်ရန်ကုန်ကနေဝင်ရောက်လာတာမဟုတ်ဘူးမန္တလေးကနေဝင်ရောက်လာတာမဟုတ်ဘူးအခြားသောလေဆိပ်တွေကနေဝင်ရောက်လာတာမဟုတ်ဘူးထိုင်းရဲ့အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေဝင်ရောက်လာပြီးတော့ကျွန်တော်တို့တောင်ရင်မြစ်ကိုကူးပြီးတော့ဒီလုပ်ငန်းတွေမှာပါဝင်ပတ်သက်တာဒီလုပ်ငန်းတွေမှာရှိတဲ့ခင်ဗျားအခုကျွန်တော်ရွတ်ပြလိုက်တဲ့အဆောက်အဦတွေမှာရှိတဲ့လူတွေရဲ့
နံပါတ်1လူတွေကကျွန်တော်စားဝန်နေအင်တာနက်ဆက်သုံးစီဆေးဝါးပြီးကျွန်တော်ကုန်ကျန်းတွေအားလုံးကထိုင်းနိုင်ငံကနေပြီးရရှိလာတာဒီရဲ့ကျွန်တော်ဒီရန်ရည်တစ်ခုလုံးကို supporting ပေးခဲ့တာက